မက်လာပါခင်ဗျ Great မိုင်းမာကနေပြန်လဲကြိုဆိုလိုက်ပါတယ်အလဲခိကရဲတိုက်ကြီးတွေမှာအသုံးပြုခဲ့ကြတဲ့ Godobi လို့ခေါ်တဲ့အိမ်သာတွေဟာရဲတိုက်ရဲ့အပြင်ဘက်နေရန်တွေမှာအတော့ဖောက်ပြီးဒေါင်းလိုက်ဆောက်ထားတဲ့ရိုးရှင်းတဲ့စွန့်ပစ်စနစ်တစ်ခုပဲဖြစ်ပါတယ်ကြောက်တုံးဒါမှမဟုတ်တစ်သားထိုင်ခုံအောက်ကအပေါက်ကနေတဆင့်မစင်တွေဟာအောက်ဘက်မှာရှိတဲ့ကျင်းဒါမှမဟုတ်မြစ်ထဲကိုဓာတ်ရိုက်ကျဆင်းသွားတာဖြစ်ပါတယ်အနံ့ဆိုးတွေအခန်းထဲမဝင်အောင်အပြင်နေရန်မှာတီးတန့်ဆောက်ထားတာဖြစ်ပေမဲ့အနံ့ဆိုးကတော့လေထဲမှာဆွဲကြံနေစမြဲပါပဲဒီစွန့်ပစ်ပေါက်တွေကိုရှင်းလင်းရတဲ့အလုပ်ကတော့တကယ်ကိုရွှန်းရှာပွဲကောင်းကပြီးအလုသမားတွေဟာကြောက်နေရမှာကတ်နေတဲ့အညစ်အကြေးတွေကိုချစ်ထုတ်ရတာမစင်တွင်းတွေကိုရှင်းရတာနဲ့တခါတရံရင်းနဲ့ဆေးချတာမိရှို့ရှင်းလင်းတာတွေကိုလှုပ်ဆောင်ခဲ့ကြရပါတယ်ဒီလိုဒီဇိုင်းမျိုးကမတိုးတက်လို့မဟုတ်ပဲအလဲခေရဲ့အင်ဂျင်နီယာဦးစားပေးမှုတွေကြောင့်ဖြစ်ပါတယ်ရဲတိုက်တစ်ခုအတွက်ရေးပိုက်လိုင်းစနစ်ထက်စစ်မှတ်ကာကွယ်နိုင်စွမ်းကပိုရေးကြီးခဲ့တာကြောင့်ဖြစ်ပါတယ်ထူတဲတဲ့နေရန်ကြီးတွေထဲမှာဖောက်ထားတဲ့စွန့်ပစ်ပေါက်ဟာထိမ့်သိမ်းရလွယ်ကူပြီးရန်သူတွေတိုက်ခိုက်ဖို့လည်းခက်ခဲတယ်လို့ရှာတုတ်ထွေးတဲ့ရေပေးဝေရေးစနစ်လည်းမလိုပါဘူးချမ်းသာတဲ့ရဲတိုက်အချို့မှာတော့အနံ့တက်တက်တာအောင်အင်သာအများပြားစောက်တာအပေါက်ကိုဒေါင်းလိုက်မဟုတ်ပဲအဆောင်လုပ်တာနဲ့ရေမြောင်းငယ်လေးတွေထည့်သွင်းတာမျိုးလုပ်ခဲ့ကြပါတယ်ဘုံကြီးကျောင်းတွေနဲ့မြို့ချို့မှာတော့စီးဆင်းနေတဲ့ရေတုံးနဲ့ချိတ်ဆက်ထားတဲ့အများသုံးအင်သာတွေကိုစတင်အသုံးပြုခဲ့ကြတာမို့ဒါဟာစနစ်ကျတဲ့တန်ရှင်းရေးစနစ်ရဲ့ကနဦးခြေလမ်းတွေလို့ပြောလို့ရပါတယ်ဒီလိုဒီဇိုင်းမျိုးကမတိုးတက်လို့မဟုတ်ပဲအလဲခိရဲ့အင်ဂျင်နီယာဦးစားပေးမှုတွေကြောင့်ဖြစ်ပါတယ်ရဲတိုက်တစ်ခုအတွက်ရေးပိုက်လိုင်းစနစ်ထက်စစ်မှတ်ကာကွယ်နိုင်စွမ်းကပိုရေးကြီးခဲ့တာကြောင့်ဖြစ်ပါတယ်ထူတဲတဲ့နေအန်ကြီးတွေထဲမှာဖောက်ထားတဲ့စုပ်ပစ်ပေါက်ဟာထိမ့်သိမ်းရလွယ်ကူပြီးရန်သူတွေတိုက်ခိုက်ဖို့လည်းခက်ခဲတယ်လို့ရှုပ်ထွေးတဲ့ရေပေးဝေရေးစနစ်လည်းမလိုပါဘူးချမ်းသာတဲ့ရဲတိုက်ချို့မှာတော့အနံ့တက်တက်တာအောင်အင်တာအများအပြားစောက်တာအပေါက်ကိုထောင်းလိုက်မဟုတ်ပဲအဆောင်လုပ်တာနဲ့ရေမြောင်းငယ်လေးတွေထည့်သွင်းတာမျိုးလုပ်ခဲ့ကြပါတယ်ဖုန်ကြီးကျောင်းတွေနဲ့မြို့ချို့မှာတော့စီးဆင်းနေတဲ့ရေတုနဲ့ချိတ်ဆက်ထားတဲ့အများသုံးအိမ်သားတွေကိုစတင်အသုံးပြုခဲ့ကြတာမို့ဒါဟာစနစ်ကျတဲ့တန်ရှင်းရေးစနစ်ရဲ့ကနဦးခြေလမ်းတွေလို့ပြောလို့ရပါတယ်အလဲခေတ်နောက်ပိုင်းရောက်လာတဲ့အခါမှာတော့တန်ရှင်းရေးစနစ်တွေစတင်ပြောင်းလဲလာခဲ့ပါတယ်မြို့ကြီးတွေမှာအများသုံးရေချိုးရုံတွေရေဆိုးမြောင်းတွေကိုစတင်ဆောက်လုပ်လာကြပြီး16ရာစုမှာတော့ Sir John Heineken ရဲ့ပထမဆုံးရေဆွဲအိမ်သာ Flush Toilet ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီနောက်18နဲ့19ရာစုမှာစစ်ဖို့စနစ်တွေရေအိမ်သားတွေကျွေးထဲအိမ်သားခွက်တွေနဲ့မြို့ရင်းသုံးရေဆိုးမြောင်းကွန်ရက်တွေစတာတွေပေါ်ပေါက်လာခဲ့ပါတယ်စက်မှုတော်လှန်ရေးခေတ်အင်ဂျင်နီယာနည်းပညာတွေကြောင့်အိမ်သားတွေဟာရိုးရိုးစွန့်ပစ်ပေါက်အဆင့်ကနေရေဖိအားပေးစနစ်အနံ့ပိတ်စနစ်နဲ့မြေအောက်ပိုက်လိုင်းတွေပါဝင်တဲ့စံပြတဲ့စနစ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီနေ့ခေတ်မှာအားလုံးအသုံးပြုမိကြတဲ့အနံ့အသက်ကင်းစင်ပြီးတန်ရှင်းတရက်တဲ့အိမ်သားတွေဆိုတာအလဲခေတ်ရဲတိုက်နိုင်ရန်ကအပေါက်လေးတွေကနေရာစုနှစ်ပေါင်းများစွာနီးပညာအဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့တဲ့ရလဒ်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ယူပေးခဲ့ကြတဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ကြပါခင်ဗျာ